ခုကဆောင်းမှာပေါ့ဆောင်းခမ်းမှာပေါ့မနက်ဖြန်ကကျွန်တော်ကစုံလရောင်ရည်တွန်းမဲ့နေ့ပေါ့အဲ့တော့ကျွန်တော်ရက်ကွက်မှာပဋ္ဌာန်းတရားပွဲရွှေ့နေကြတာပေါ့ပဋ္ဌာန်းတရားပွဲလို့ပြောပဋ္ဌာန်းရွှေ့နေကြတာပေါ့ဘုန်းကြီးကိုယ်တိုင်ရွှေ့ပြီးတော့မှတရားပွဲပေါ့ပုံစံမျိုးတန်ချက်စနဲ့ဖွင့်ထားပါတယ်ဒါနဲ့လောလောလတ်ကျွန်တော်က TikTok ထဲမှာတချို့တွေဒါခစ်စားနေပါခစ်စားနေဆိုရန်တွဲလေးပေါ့တွဲလေးမှာကျွန်တော်ဒီအတွဲလေးကိုသဘောကျဆိုဘယ်လိုပြောလဲဒီတွဲလေးပေါ့ရှောင်းမြင်းရလားဆက်စမပြသူကရှာလိုက်ရင်သူကဂျပန်နေနဲ့ရေးထားကျွန်တော်ဖတ်တယ်ဘူးဒါပေမဲ့သူရှာလိုက်ရင်တော့သူကdarling and မိရမှန်ရလားအမှန်မှန်ရလားမိရလားမသိပါဘူးအဲ့ချင်းလေးထည့်တယ်ကျွန်တော်ဒီစော်ထားတဲ့ဟိုလေးကျွန်တော်သဘောကျတယ်ပေါ့ဘာလဲဆိုတော့ကျွန်တော်ပြတယ်ဒီစော်ထားတဲ့ချင်းတီးလုံးလေးတော့သဘောကျကျွန်တော်တော့ကြချင်းလာဒီဂျီလိုမဲ့လာတော့မသိတကယ်တီးလုံးလေးတကယ်ယူတော့တော်တော်လေးကိုကွန်ဖန်ဖြစ်စေတယ်ဆက်ကြိုက်တယ်ဆောင်းရုံပိုင်းတာဒါယူတော့ကြာကိုယ်ကပတ်စားတော့ဝိုင်းခုကဆောင်းမှာပေါ့ဆောင်းခမ်းမှာပေါ့မနက်ဖြန်ကကျွန်တော်ကစုံလရောင်ရည်တွန်းမဲ့နေ့ပေါ့အဲ့တော့ကျွန်တော်ရက်ကွက်မှာပဋ္ဌာန်းတရားပွဲရွှေ့နေကြတာပေါ့ပဋ္ဌာန်းတရားပွဲလို့ပြောပဋ္ဌာန်းရွှေ့နေကြတာပေါ့ဘုန်းကြီးကိုယ်တိုင်ရွှေ့ပြီးတော့မှတရားပွဲပေါ့ပုံစံမျိုးတန်ချက်စနဲ့ဖွင့်ထားပါတယ်ဒါနဲ့လောလောလတ်ကျွန်တော်က TikTok ထဲမှာတချို့တွေဒါခစ်စားနေပါခစ်စားနေဆိုရန်တွဲလေးပေါ့တွဲလေးမှာကျွန်တော်ဒီအတွဲလေးကိုသဘောကျ